ချင်းမိတ်ဆွေညီကိုမောင်နှမများအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဂျုံမင်း channel လေးကနေအားလုံးကိုမင်္ဂလာပါလို့ဥစွာပထမနှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးသောကိုယ်တွေမတွေလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေကောင်းမွန်တဲ့နေ့ရက်ကလေးတွေကံကောင်းတဲ့နေ့ရက်ကလေးတွေကိုပဲအမြဲထာဝရဆက်လက်ပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေဗျာစိတ်သွားတိုင်းကိုပါပြီးတော့လူအင်စန္ဒတွေလည်းတစ်လုံးတစ်ဝါကြီးပြည့်စုံကြပါစေလို့ဥစွာပထမဆုတောင်းမြတ်တာပို့သလိုက်ပါဗျာကဲကိုမိုက်အားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်အခုလာရောက်ပြီးတော့မျှဝေပေးတဲ့ဗီဒီယိုဖိုင်လေးကကျွန်တော်တို့အခု18ရက်6လနော်2026ကျန်တာပရင်းနေ့အတွက်ဖြစ်ပါတယ်နော်ကဲကျွန်တော်အခုပေးတဲ့ခဏလေးကတော့ကျန်တာပရင်းနေ့တင်ဒီကုံသားပေါ့ဗျာနော်ကျန်တာပရင်းနေ့မနက်မှနေကြာသွားရင်တော့ဒီကျွန်တော်တို့ဗုဒ္ဓဂုနေ့လိုပဲညနေစာအတွက်ကိုတည်တံ့ထပ်ပြီးလာရောက်မျှဝေပေးပါမယ်နော်ကဲကိုမိုက်အားလုံးပဲဗီဒီယိုဖိုင်လေးကိုဥစွာပထမပြီးဆုံးအောင်ကြည့်ရှုပေးပါနော်ကဲကျွန်တော်တို့ဒီညနေမှာလဲ89ဆိုတော့ဗျာနော်9ပိုင်9ဘတ်တီးလေးနဲ့ပဲကျင်းနေပေးပါနော်နေ့တိုက်ကကိုရီမာတွေ9ပိုင်9ဘတ်တီးလေးနဲ့ပဲကျင်းနေပေးကြပါနော်ကဲကိုရီမာတွေအားလုံးပဲနော်ဒါ9ပိုင်9ဘတ်တီးကိုကြိုက်လို့ကစားလိုက်ကြတဲ့အကိုရီမာတွေရတယ်ရှိတယ်ဆိုရင်ကျွန်တော်ပေါက်ကျေးလေးတွေမှန်းငယ်ပေးကြပါအောင်ဗျာနော်ဘတ်တီးလေးလိုက်ကစားတဲ့ကိုရီမာတွေရှိတယ်ဆိုရင်ပေါက်ကျေးလေးတွေမှန်းငယ်ပေးကြပါနော်ကဲကိုရီမာတွေအားလုံးပဲမင်္ဂလာပါဗျာနော်ဥစွာပထမနော်ကျွန်တော်အခုမှမြင်အခုမှတွေ့အခုမှဝင်ရောက်ပြီးတော့အားပေးကြတဲ့ကိုရီမတွေအားလုံးရောကျွန်တော်ဟိုမာဒီဖြစ်စေမှန်ဒီဖြစ်စေအမြဲတမ်းစောင့်မျှော်ကြည့်ရှုအားပေးနေကြတဲ့ကိုရီမတွေအားလုံးရောကျွန်တော်ကြောင်းမင်းမှလည်းကျေးဇူးအထူးတင်ရှိပါတယ်ဗီဒီယိုဖိုင်လေးကိုကြည့်ရှုတဲ့အခါမှာလိုက်လက်မလေးတွေနှိပ်ခဲ့ပြီးတော့အားပေးပေးပါလို့နော်ကဲကိုရီမတွေအားလုံးပဲနော်ကျွန်တော်တို့အခွေနော်ဒီလိုဘက်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ရှယ်မွေးပရိသမားတွေလည်းနော်ဒါ main ကွက်ကောမျိုးပရိတ်ကောကြားတယ်ဗျာနော်ဒါဇာတို့ပတ်တိမှာပတ်တိနော်ဗုဒ္ဓဘုမကျော်ပတ်တိမှာပတ်တိဆိုပြီးယုံကြည်လို့လက်တွဲထားတဲ့အကိုရီမတွေလည်းဇာတို့ပတ်တိလေးလည်းကြားပါတယ်နော်ဒါအခွေသမားတွေရောဒီတစ်ပတ်ကိုကြမ်းနေရဗျာနော်ဘာပဲဖြစ်ဖြစ်အခွေသမားတွေကတော့ဆက်ပြီးကစားမှာပါနော်ရှယ်မွေးခွေလေးကိုတော့ဆက်ပြီးကစားပါရှယ်မွေးခွေပါလဲဆိုတာတော့ကျွန်တော်လည်းထပ်မပြောတော့ဘူးနော်အရှိရဗီဒီယိုဖိုင်လေးမှာပြန်ကြည့်ပါနော်ကျွန်တော်ပြောပေးထားပါတယ်နော်မွေးခွေသမားတွေကစားပါခြားသားပင်းတွေတနေ့ကုန်စားတော့နော်ကဲရှိလာမဲ့ဘက်ကိုကြိုပြီးဖွဲ့ဝင်ရင်လည်းကိုရီမတွေရှိရင်လည်းအဖွဲ့ဝင်ရင်ကြိုဝင်လို့ရပါပြီเนาะအဖွဲ့ဝင်ရင်ဘာတွေရမလဲဆိုရင်အဖွဲ့ဝင်ရင်အဖွဲ့ဝင်တာဘာတွေရမလဲဆိုရင်အဖွဲ့ဝင်ခေါ်တာဒီလဲရှိလာမဲ့ဘက်မှာ3ရက်အတွင်းဗုဒ္ဓဘုမကျော်ဇာတို့ပတ်တိနဲ့ဝေကနန်းကိုအဖွဲ့ဝင်ခေါ်တာပါเนาะဒါကျွန်တော်တို့ကြာသာပရိတောက်ကြရဲ့ကြိုဝင်တော့ကြာသာပရိတောက်ကြမှာကစားရမယ်တီတီမိမိเนาะအကျွေးကြီးကဲပေါက်ပတ်တိနဲ့အထူးမိန်ကွက်ကလေးတွေကိုကျွန်တော်လက်ဆောင်ပေးပါတယ်เนาะဒါအဖွဲ့ဝင်ရင်တဲ့ကိုရီမတွေက665 953 139ခွန်ဓာတ်ရိုက်ကလေးခေါ်ဆိုပေးပါเนาะအဖွဲ့ဝင်ကတော့1000ပါဗျာเนาะကဲနေ့တိုက်ကြီးပဲတည်တံ့ကစားတဲ့ကိုရီမတွေကျွန်တော်တို့ကြက်သားပလင်းနေမှာကျွန်တော်တို့38ဝန်းချိန်နဲ့ကစားပါမယ်เนาะ38ဝန်းချိန်3ပိုင်း3ဘတ်တီ10ပိုင်း10ဘတ်တီပါเนาะထုံးစံတိုင်းပဲဘတ်တီကိုကြိုက်လို့ကစားခြင်းတဲ့ကိုရီမတွေရှိရင်3ကိုကြိုက်နှစ်သက်တဲ့ကိုရီမိုက်ရလည်း3ကိုကစားနိုင်ပါတယ်10ပိုင်း10ဘတ်တီကိုကြိုက်နှစ်သက်တဲ့ကိုရီမိုက်ရလည်း10ကိုကစားနိုင်ပါတယ်เนาะ38ဝန်းကျင်း38တကွက်မပြတ်မနေထည့်ပြီးတော့ကစားပါမယ်เนาะပါဝါเนาะပါဝါ38တကွက်ထည့်ပြီးတော့ကစားပါမယ်เนาะကိုမိုက်အားလုံးပဲကဲကိုရီမိုက်အားလုံးပဲเนาะ3ပိုင်း3ဘတ်တီ10ပိုင်း10ဘတ်တီနဲ့ပတ်သက်ပြီးတော့ဒီကမိန်ထားပြီးတော့ကစားမယ်ခဏလေးတွေကိုကျွန်တော်ထပ်မံပြီးတော့မျှဝေပေးတော့ပါမယ်ဗီဒီယိုဖိုင်လေးကိုကိုမိုက်အားလုံးပဲလိုက်လက်မလေးတွေနှိပ်ခဲ့ပြီးတော့အားပေးပေးပါเนาะကျွန်တော်တို့ဒီမနက်မှာတော့ဗျာဒါအဖွဲ့ဝင်တွေရောနေတိုက်ကကိုဒီမတွေရောမနက်2:06မှာတော့လည်းပတ်တီเนาะဒီညနေခုံကိုမှလည်းပတ်တီမနက်ကောင်းညအောင်ကျွန်တော်တို့ပတ်တီနဲ့ပဲကျင်းနေခဲ့ရတယ်ကြာသာပင်းမှာတော့ထိထိမိမိလေးဖြစ်အောင်ကျွန်တော်အကောင်းဆုံးထပ်ပြီးစူးစမ်းပေးမယ်เนาะကဲကိုဒီမတွေအားလုံးပဲเนาะကျွန်တော်ပေးတဲ့ကဏ္ဍလေးကိုလည်းကိုဒီမတွေဘက်ကကြိုက်နေတဲ့မှုရှိမှကြိုက်တဲ့မှုရှိမှလည်းကစားပါကိုရရင်ကိုယူပါเนาะကျွန်တော်ပေးစရာမလိုပါဘူးဗျာเนาะခြေလာမဲ့ဘက်ကိုကြိုပြီးတော့အဖွဲ့ဝင်ရင်တဲ့ကိုရီမတွေကြိုဝင်လို့ရပါပြီเนาะအဖွဲ့ဝင်အောင်ကိုရီမတွေကျွန်တော်တို့ဒီတစ်ပတ်မှာကဲပေါက်ပတ်တီလေးနဲ့ share ထပ်ပြီးတော့ကျန်းအောင်ဗျာเนาะအဖွဲ့ဝင်အောင်ကိုရီမတွေဝင်လို့ရပါပြီเนาะအဖွဲ့ဝင်ရင်တဲ့ကိုရီမတွေကဘာရမလဲဆိုရင်ခြေလာမဲ့ဘက်မှာကစားရမယ်ဗုဒ္ဓဘုမကျော်ဇာတို့ပတ်တီနဲ့ဝေကနန်းနဲ့ရပါမယ်เนาะဂျာတာလေးတောက်ကြအတွက်လည်းကျွန်တော်လက်ဆောင်အနေနဲ့ကဲပေါက်ပတ်တီလေးနဲ့ main ကွက်ကလေးကိုလည်းလက်ဆောင်ထည့်ပြီးပြသွားမှာဖြစ်ပါတယ်เนาะအဖွဲ့ဝင်ရင်တဲ့ကိုရီမတွေ665
953 139ခွန်တိုက်ရိုက်ကလေးခေါ်ဆိုပေးပါเนาะဖွဲ့ဝင်တာတော့1000ပါဗျာကိုမိုင်အားလုံးပဲကဲကိုဒီမိုင်အားလုံးပဲเนาะကျွန်တော်တို့3နဲ့ပတ်သက်ပြီးတော့အဓိကမိန်ထားပြီးတော့ကစားမယ်ခဏလေးတွေဒီ3639 3234เนาะအဓိကမိန်ထားပြီးတော့ကစားပါကိုမိုင်အားလုံးပဲကဏ္ဍလေးတွေကစားတဲ့အခါမှာအားပြီးတော့ကစားပါဗျာเนาะကျွန်တော်ပြတဲ့ကဏ္ဍလေးတွေကလည်းတဲ့တွေပဲလာတာများပြီမဲ့အားပြီးတော့လည်းကြက်တတ်ပါတယ်ထို့အတွက်ကြောင့်စားသူအားပြီးကစားနိုင်ရင်ပို့ပြီးတော့အဆင်ပြေပါတယ်เนาะဒါရှစ်ပတ်ဒီနဲ့ပတ်သက်လာပြီဆိုရင်လည်းကျွန်တော်တို့8589 8ခွန်81เนาะအဓိကမိန်ထားပြီးကစားပါကဏ္ဍလေးတွေကစားတဲ့အခါမှာအားပြီးတော့ကစားပါเนาะကျွန်တော်တို့3ပတ်ဒီ8ပတ်ဒီကိုတနေ့ကုန်းစားအတွက် share key ဖြစ်တဲ့ဒီတစ်ပတ်မှာ share key ဖြစ်တဲ့933 key နဲ့လည်းကြာရင်ပြန်ပြီးတော့တွဲကစားလို့ရပါတယ်ဗျာเนาะ933 key ကတော့ကျွန်တော်တို့တနေ့နေ့မှာတော့မကြသွားဘူးငင်္ဂါနေ့မှာမနေ့ညဆွဲတယ်ကျွန်တော်ဘုလိုခုနေ့မကြလာတော့ကြာတာပေးနေမှာလည်းအားကောင်းလို့နေမှာပါပါတယ်เนาะဒါကြောင့်3ပတ်ဒီကို933 key နဲ့ကြာရင်လည်းတွဲပြီးတော့ကပ်ပြီးတော့ကစားလို့ရပါတယ်เนาะကဲ3နဲ့ပတ်သက်ပြီးတော့အဓိကမိန်ထားပြီးကစားမယ်ကဏ္ဍလေးတွေเนาะ3639 3234เนาะ8ပတ်ဒီနဲ့ပတ်သက်လာပြီဆိုရင်8589 8ခွန်81เนาะအဓိကမိန်ထားပြီးတော့ကစားပါเนาะဖွဲ့ဝင်ရင်တဲ့ကိုရီမားတွေရှိရင်လည်းကြာတာပေးတော့ကြမှာကဲပေါက်ပတ်တီးနဲ့အထူးမင်းကွက်ကလေးနဲ့ကိုသက်ဆောင်ပေးပါမယ်เนาะရှည်လာမဲ့ဘက်ကိုကြိုပြီးဖွဲ့ဝင်ရင်တဲ့ကိုရီမားတွေကိုပြောတာပါเนาะဖွဲ့ဝင်ရင်တဲ့ကိုရီမားတွေကလည်းเนาะကျွန်တော်ပြောခဲ့သလိုပဲ665 953 139ခွန်တိုက်ရိုက်ကလေးခေါ်ဆိုပေးပါเนาะကိုမိုင်အားလုံးပဲကဲကိုရီမားတွေအားလုံးပဲเนาะကျွန်တော်တို့ကြာလာပြီးတော့ကြာရောက်လာပြီဆိုရင်တော့ဗျာเนาะဒါကဲပေါက်ပတ်တီလေးကတော့ကိုမိုင်တွေအတွက်ထိထိမိမိလေးတော့ဖွဲ့ဝင်ထားတဲ့ကိုရီမားတွေကိုပြောတာပါเนาะထိထိမိမိလေးတော့ကျွန်တော်အကောင်းဆုံးစူးစမ်းပေးနေကြပါပဲเนาะဒါအခုမှယုံကြည်လို့လက်တွဲခြင်းနဲ့ကိုသစ်မသစ်တွေရှိရင်လည်းယုံကြည်လို့ရှိရင်လက်တွဲလို့ရပါတယ်เนาะအဖွဲ့ဝင်အောင်ကိုရီမားတွေကတော့အမြဲတမ်း share ပေါက်ပဲเนาะကျွန်တော်ဘက်ကတော့အကောင်းဆုံးတော့အမြဲစူးစမ်းပေးနေတာဒီဆုံးပါเนาะကဲကိုဒီမိုင်အားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုကြည့်ရှုအားပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်အားလုံးသောကိုဒီမတွေလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေကောင်းမွန်တဲ့နေ့ရက်ကလေးတွေကံကောင်းတဲ့နေ့ရက်ကလေးတွေကိုပဲအမြဲထာဝရဆက်လက်ပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေဗျာ